င်္ဂလာပါမဟုတ်ဗာလီမြတ်လို့လည်းမသိကြ ဥစ္စာလေးပတ်ဖူးနဲ့လေ accessory လေးကြည့်ချင် ဟုတ်ရှိပါတယ်ခင်ဗျဟုတ်ကြည့်လို့ရပါတယ်ခင်ဗျဟုတ် မောင်လေးဒါလေးရှင်းမယ်နော် ဟုတ်ကဲ့ပါမဟုတ်တိုတယ်လေးပတ်ပေးလိုက်ပါမယ်နော်ဟွာဒီတိုတယ်လေးကတော့အမ9,600နဲ့9,000ကျပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါမောင်လေးဟုတ်ကဲ့ပါမဟုတ်ကျွန်တော်ရှိမှာတော့လေ9သိန်းမိုးနဲ့အထက်ဝယ် customer တိုင်းအတွက်ကျွန်တော်တို့ promotion လေးတစ်ခုရှိရပါတော့အဲ့ဒီပြပြပေးပါမယ်promotion တော့အမအောင်ပေါ့နော်9သိန်းကျော်သွားတဲ့ customer တိုင်းကိုကျွန်တော်တို့ကအိမ်ရောက်ပေါ့နော် delivery free လေးနဲ့ကျွန်တော်တို့ကပေါ့နော်နေချင်းရောက်ပို့ဆောင်ပေးတယ်ပေါ့နော်မဟုတ်ဟုတ်လားအဲ့ဆိုရင်အမလေးပြန်มาမောင်လေးရဲ့ဒီပစ္စည်းတွေအရင်ရောက်သွားရင်အိမ်မှာဘာမှလည်းမရှိဘူးဆိုတော့လေအဲ့ကြောင့်မလို့အစင်မပြေလောက်ဘူးထင်တယ်အမမဟုတ်လေကျွန်တော်တို့ကတခါတည်းပေါ့နော်အမပါပစ္စည်းနဲ့အတူတူတခါပို့ဆောင်ပေးလိုက်မှာပါခင်ဗျဟုတ်ဟိုကျွန်တော်တို့ကတက်စီလေးငှားပေးမှာဖြစ်တဲ့အတွက်ကြောင့်အမအောင် delivery free လေးနဲ့ပို့ဆောင်ပေးပါတယ်အဲ့ဆိုရင်တော့အဆင်ပြေတာပေါ့အမရောပစ္စည်းရော free ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျဟုတ်ပါတယ်ခင်ဗျဟုတ်အဲ့ဆိုရင်တော့အဆင်ပြေဟုတ်ကဲ့အဲ့ဆိုကျွန်တော်တက်စီလိုက်ငှားပေးပါမယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ